မင်္ဂလာပါရှင်ဆရာလေးသားညွန့်နေ Business Position Master Class သင်တန်းတွေတက်နေကြတော့သင်တန်းသူသင်တန်းသားကြီးကမများဘူးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ကားပြုလိုက်ပါရစေရှင်ကျမတော့သင်တန်းသူကြီးစံဝင်ဖြစ်ပါရဲ့ရှင်တောင်ရွှေစည်းတွင်ခွေနဲ့ညီမလေးနဲ့တူပုံစံဆိုင်လေးတယောက်လေးရှိပါရဲ့ရှင် Facebook နဲ့ Twitter YouTube ကောက်တွင်သူစုကောက်ဖြင့်စာပေရေးသားလျက်ရှိပြီးတော့စိတ်ခွန်အား motivationစာများနှင့်ပုံမြင်ဇာတ်တုံလေးများကိုလည်းမျှဝေလျက်ရှိပါရဲ့ရှင်။အောင်လေးညီမလေးတွေတားငယ်လေးကတော့တောင်ငူမြို့ကန်တော်ကြီးပန်းဥယျာဉ်ဆိုင်ဖို့ရှိတဲ့အနေကိုလဲလို့ရှိရင်ပြည့်စစ်လမ်းဆုံးမှာချင်းကန်ဆက်စားတောက်ဆိုင်လေးဖွင့်ထားခဲ့ပါတယ်ရှင်။ဗယ်ဒီမဲ့ဥယျာဉ်ကန်စတန်မာတွေကို plot တဲ့ဝန်ဆောင်မှုအပြည့်နဲ့ရင်းနှုန်းချိုစာထူရောက်ကောင်းမွန်စွာဝန်ဆောင်မှုအပြည့်အဝနဲ့တောင်တစ်မြို့လုံးကိုရောင်းချပြီးတော့ဝယ်ယူမှာယူလို့တော့ကိုယ့်ရဲ့ကန်စတန်မာများကိုစိတ်တိုင်းကြပို့ဆောင်လျက်ရှိပါရဲ့ရှင်။ Link Creator ကိုယ့်ရဲ့ကန်စတန်မာများလိုအပ်သောမီနူးများကိုလိပ်စာပြေဝယူပြီးတော့အိမ်တိုင်ရရောက် delivery ပို့ဆောင်လျက်ရှိပါတယ်ရှင်။ပိန်းပရိပါကိုယ့်ရဲ့ကန်စတန်မာများကိုသူတို့လိုအပ်သောမီနူးများကို 100% organic ဖြစ်ပြီးတော့လက်ဆက်သောတတိဝလံဟင်းသီးဟင်းရွက်အသားများကိုလည်းစိတ်တိုင်းချတာဝန်ယူလျက်ရောင်းချလျက်ရှိပါတယ်ရှင်။ Link Creator လိုအပ်သောမီနူးများကိုကောင်းမွန်ထိရောက်စွာတာဝန်ယူပြီးတော့စနေနေ့နဲ့တင်းတွေနေ့များကိုမီနူးများကိုအထူးစီစဉ်နဲ့ထပ်မံတိုးချဲ့ပြီးရောင်းချလျက်ရှိပါတယ်ရှင်။ပိန်းပလီပါကျမတို့ဆိုင်မှာဝယ်ယူမှာယူလိုသောပစ္စည်းများ 100% organic ဖြစ်ပြီးတော့တဘာဝလျှောက်ပစ္စည်းများကိုရောင်းချလျက်လက်ဆက်သောမီနူးများကိုမှာယူလိုပါက399923 တားငယ်ကိုထည့်ပြရတဲ့ဖုန်းကိုဝယ်ယူမှာယူလိုပါတယ်ဝယ်ယူမှာယူလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင်ပုံမြင်လေးမျှဝေပြစီအကောင်းဆုံးမျိုးစေ့လို့အမည်ရပါတယ်ရှင်ဒီခါတော့ရွာတူရမှာအကောင်းဆုံးစဘာစိုက်ပြိုးတဲ့လူသမားကြီးတယောက်ရှိပါတယ်ကွယ်သူဟာရာသီတိုင်းလိုဒီနယ်မြေတဝိုက်မှာစဘာပွဲတော်တိုင်းမှာသူကအမြဲတမ်းအနိုင်ရလျက်ရှိပါတယ်ကွယ်ထိုအခါမှာတခြားရွာမှာမိန်းကလေးတူကနေပြီးတော့လေသမားကြီးတူရဲ့သူ့ရဲ့အောင်မြင်မှုများကိုမေးမြန်းလာပါတယ်လေသမားကြီးကလည်းမိန်းကလေးရဲ့မေးသမျှကိုသူကဖြေကြားခဲ့ပါတယ်ကွယ်အကျဉ်းတို့ပြိုင်ပွဲတိုင်းအနိုင်ရကရိုက်ချင်းရဲ့လျှို့ဝှက်ချက်ကအကောင်းဆုံးမျိုးစစ်များကိုကျွန်တော်ရဲ့အိမ်လေးနာချင်းကိုမျှဝေပြီးတော့စိုက်ပျိုးမျှဝေစိုက်ပျိုးခြင်းဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်လေသမားကြီးကလည်းမိန်းကလေးကိုတေချာရှင်းပြခဲ့ပါတယ်။စဘာစိုက်ပြူတဲ့အခါမှာစဘာဝတိုက်ခတ်လာတဲ့လေဟာစပယ်နံလေးတွေရဲ့ဝတ်မုံလေးတွေကိုတည်ဆောင်ပြီးတော့